Premier League ပွဲစဉ်လက်ဆက်လီကတော့ရောက်လာပြန်ပါပြီဒီတစ်ပတ်ရဲ့ပွဲကြီးပွဲကောင်းတွေအတွက်စရင်စရာတွေအချက်လက်တွေကဘာတွေများပြောပြနေမလဲကဲအတူတူကြည့်လိုက်ကြရအောင် ဒီနေ့ဘာတွေပြောကြမလဲဆိုတော့ခမန်းချက်တွေကိုပိုင်းလိုက်ခွဲကြည့်သွားမှာပါအရင်ဆုံးခြုံလုံးသုံးသက်ချက်ကိုတစ်ချက်ကြည့်မယ်ပြီးရင်တော့တေချာသလောက်ရှိတဲ့ပွဲတွေရလက်ထက်ဖို့ရင်ခွင်ရမယ့်ပွဲတွေပြီးတော့အဝေးကွင်းမှာအနိုင်ရနိုင်တဲ့အသင်းတွေကိုတစ်ခုချင်းစီလေ့လာသွားကြမယ်အားလုံးပြီးမှဒီတစ်ပတ်တရတိကစောင့်ကြည့်ရမယ့်အကြောင်းအရာတွေကိုစူးစီးပြီးပြောပြသွားမှာပါကဲပထမဆုံးအနေနဲ့ဒီတစ်ဖက်ရှင်မှန်မဲ့ပွဲစဉ်အားလုံးရဲ့ခံမှန်းချက်အပြည့်အစုံကိုကြည့်ပြီးဘယ်ထင်းတွေကရေပန်းစားနေလဲဆိုတာတစ်ချက်လောက်အရင်လေ့လာကြည့်ရအောင်ဒါကတော့ပွဲစဉ်24အတွက်ခံမှန်းချက်အပြည့်အစုံပါပဲကိုရလက်တီနိုင်ချေရခိုင်နှုန်းတီအကုန်ပါပဲတစ်ချက်ကြည့်လိုက်တာနဲ့တင်အိမ်ငွေအသင်းတချို့ကတော်တော်လေးအသားစီရနေလာကိုတွေ့ရမှာပါကဲအသေးစိတ်ကိုတော့နောက်အပိုင်းလီမှာဆက်ပြီးတစ်ခုချင်းစီလေ့လာသွားကြတာပေါ့ကဲအခုဒီခါကျတော့ data model ကဒါတွေကတော့အသေးချပေါက်နိုင်မဲ့ပွဲတွေဆိုပြီးသတ်မှတ်ထားတဲ့အသင်းတွေကိုကြည့်လိုက်ကြရအောင်ဘေးအင်ကွဲအသင်းတွေကအနိုင်သုံးမှတ်ကိုအသေးချသိမ့်ပိုက်ထွားနိုင်မလဲဟုတ်ပြီဒါဆိုရင်ဒီတစ်ပတ်မှာပြည်သက်ရှစ်မောက်မှာအနိုင်သုံးမှတ်ကိုအခိုင်အမာရယူသွားနိုင်မယ်လို့စီးရင်စရာတွေကညွှန်ပြနေရဲ့အသင်းကြီးတွေကဘယ်အသင်းတွေထင်မလဲအဖြေကတော့ Chelsea ပါပဲသူတို့ဟာ West Ham နဲ့ကစားမဲ့အင်ကွင်းပွဲစီမှာအနိုင်ရဖို့အတွက်80%ဟုတ်ပါတယ်80%ဆိုတဲ့အလို့မင်းမားတဲ့နိုင်ချီနဲ့ထိတ်ဆုံးကနေဦးဆောင်နေပါတယ်ဒီစရာမှာကြည့်လိုက်ယူထိဆုံးထုံးသွင်းကိုရှင်းရှင်းလင်းလင်းတွေ့နိုင်မှာပါ60က80%နဲ့ထိဆုံးမှာသူ့နောက်မှာတော့ Arsenal က65%ပြီးတော့ Man U က60%နဲ့အတိအသီးရက်တည်နေပါတယ်ဆိုတော့ဒီသင်းကြီး3သင်းလုံးအိမ်ကွင်းမှာအမတ်တွေရယူသွားနိုင်မလားဆိုတာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်တေးချတလောက်ရှိတဲ့ပွဲတွေအကြောင်းပြောပြီးပြီဆိုတော့အခုရင်ခွန်စရာကောင်းတဲ့ပွဲတွေဘက်ကိုတစ်ချက်လို့ကူးလိုက်ကြရအောင်ဘယ်သူနိုင်မလဲဆိုတာခမ်းမရခက်လောက်အောင်အကျိတ်အင်းတွေရှိမဲ့ပွဲတွေကိုလေ့လာကြည့်ကြမယ်ကဲဒါဆိုရင်အချက်လက်တွေရဘယ်ပွဲတွေကရလက်ကဘလို့မဆိုဖြစ်သွားနိုင်တယ်လို့ညွှန်ပြနေတယ်လေနီမာကြည့်လိုက်ပါ Brighton နဲ့ Everton ပွဲကတော့ချိန်ခွင်းတစ်ခုလိုပါပဲရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်အသင်းနှစ်သင်းလုံးရဲ့နိုင်ချီက35%စီနဲ့တကယ်ကိုတိတိကျကျညီမျှနေတာပါဒါကြောင့်ဒီပွဲကတကယ်ကိုအကြည့်နဲ့ရှိမဲ့ပွဲတစ်ပွဲထိလာမှအသေးချပါပဲနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ပွဲကတော့ Liverpool နဲ့ Newcastle ပါပဲဒီပွဲမှာတတိထားမိမှာကတရေကျနိုင်ချေက35%အထိကိုမြင့်တက်နေတာပါဒါကတော်တော်လေးမြင့်တဲ့ကိန်းဂဏန်းတစ်ခုဖြစ်ပြီးအသင်းနှစ်သင်းလုံးရဲ့အားပြိုင်မှုကဒီပွဲကိုရလက်ချမရခက်စေတဲ့အဓိကချက်ဖြစ်လာနိုင်ပါတယ် Premier League မှာအဝေးခွင့်ပွဲကစားရတာဘလို့ခက်ခဲရဲဆိုတာအာနုံအတိပါဒါပေမဲ့အင်ကွင်းအားသာချက်ကိုကြော်လွားပြီးအနိုင်သုံးမှတ်အရယူနိုင်မယ်လို့ခမန်းခံထားတဲ့အသင်းတွေလည်းရှိနေပါတယ်ဘဲအသင်းတွေကအဝေးခွင့်အောင်ပွဲကိုဆင်နွှဲနိုင်မလဲဆိုတာကြည့်လိုက်ကြအောင်ဒီစရာကိုကြည့်လိုက်ရင်အဝေးဝဲမှာအနိုင်ရဖို့ရေပန်းစားနေတဲ့အသင်း3သင်းကိုတွေ့ရပါမယ်အာဆင်နယ်ကိုကြည့်ပါဦး65%ဆိုတာအင်ကွင်းနိုင်မောတခုလိုနီးပါမြန်မာတဲ့နိုင်ချေနဲ့ဥဆောင်နေလားတကယ်ကိုထူးခြားပါတယ်။ပုံမောင်းနဲ့ Man City တို့ကလည်း55%စီနဲ့အဝေးကွင်းမှာနိုင်ပွဲရဖို့အခွင့်အရေးများနေပါတယ်။ကဲအထက်လက်အားလုံးကိုခြုံငုံသုံးသပ်ပြီးပြီဆိုတော့ဒီတစ်ပတ်မှာဘာတွေကိုအဓိကစောင့်ကြည့်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုစုစည်းပြီးကြည့်လိုက်ကြရအောင်။ဒီကိန်းဂဏန်းဒီအားလုံးကိုခြုံကြည့်လိုက်တဲ့အခါမှာဒီတစ်ပတ်ကတော့အဓိကကြတဲ့ဇလန်တွေကဘာတွေဖြစ်မလဲ။ဒီတစ်ပတ်ရဲ့အဓိကအကြောင်းအရာတွေကိုအချင်းချိုးအနေနဲ့ပြန်ကြည့်ရအောင်။အင်္ဂလိပ်မှာတော့ Chelsea, Arsenal နဲ့ Man U တို့ကအသင်းကြီးပြီးအသားစီးရနေပါတယ်။အကျိန်နိုင်ရှိဆုံးပွဲပါတော့ Brighton နဲ့ Everton ပွဲပါပဲတကယ့်ကိုရင်ခွန်စရာပါ။ဂိုးတွေများများမြင်ကျင်နေဆိုရင်တော့ Leeds နဲ့ Arsenal ပွဲစပါးနဲ့ Man City ပွဲတွေကိုစောင့်ကြည့်ရမှာဖြစ်ပြီးအားအသင်းစီရရလက်ထွက်လာနိုင်မလားလို့မျှော်လင့်ရမယ့်ပွဲကတော့ Liverpool နဲ့ Newcastle ပွဲပါ။ဘာလို့လဲဆိုတော့တရေချက်နေကြီးကအမြင့်ဆုံးဖြစ်နေလို့ပါပဲ။နောက်ဆုံးအနေနဲ့အဝေးကွင်းမှာအောင်ပွဲခံမှုရီပန်းစားနေတာကတော့ Arsenal, ပုံးမောင်နဲ့ Man City တို့ပါပဲ။နောက်ဆုံးတော့မေခွန်းတစ်ခုပဲချက်မှတော့တယ်ဒီအချက်လက်ဒီကိန်းဂဏန်းတွေကပဲအနိုင်ယူသွားမလားဒါမှမဟုတ်ဘောလုံးပွဲတွေရဲ့မခံမနိုင်တဲ့အလားတရားကပဲအန်အားသင်းဆရာရလက်တွေကိုဖန်တီးပေးသွားအောင်မလားဒီကမ္ဘာပွဲစဉ်ဒီပြီးရင်တော့အဖြေကထွက်လာမှာပါ